တပြားမှမရှိတော့ဟာဒီကတော့မင်းမတွေ့လာတော့ပိတ်ထားတာမဟုတ်ဘူးလားဟုတ်တယ်ပြီးတော့ဒီတော့ထားတဲ့နေရာတိတာဆိုလို့ကျမတို့တာမီ3ယောက်ပဲရှိတယ်ဒါဆိုရင်ဟုတ်ကငါဖြိုးဖြစ်မယ်ဟုတ်တော့မယ်ဟဲ့ဖြိုးမောင်လောင်းအနေရလဲဗျာတာခေါက်ညီလို့တော့အိတ်တော့မယ်နေချင်တော့မှငါမဲကိုမဲပြချင်လို့ဒီလိုလောင်းဘာလုံးကိုလည်းမရမဲချင်အဲ့ကနေလှမ်းမေးပေါ့ခေါင်းကိုက်နေရကြတယ်ဘာစရိုက်လာရှုံမလဲမသိဘူးနေအပေါ်ရမလောက်နဲ့မိခန်းနေတာတဲ့ပတ်စံနေယူတော့မလားအဲ့ဒါပြန်ပေးအဲ့ဒါနောက်လာကြရင်အမအိမ်လာကပေးဖို့စုထားတာကြာကြီးစရာဗျာကျော်ယူစရာလားဗျာအမေထားတဲ့ပတ်စံကိုအဖေလည်းသိတာပဲလေသူယူထားတယ်လားမသိဘူးလေသူ့ကိုမဲကြည့်ပေါ့နေအပေါ်ရမပြောနဲ့နေမယူလို့ရှိရင်ပတ်စံသူ့ဘာသူခြေတော့ပေါက်ပြီးအဲ့ဒီတာတဲ့တွေထွက်သွားမှာလားမေဘာလို့ကျွန်တော်မယုံကြည်ရတာလဲဗျကျွန်တော်သိရနော်ခင်ဗျားတို့လည်းအိမ်ပုံးဝယ်ပေးချင်လို့ကျောက်ရုပ်ရှင်ရိုက်ပြနေရဘာပဲဖြစ်ကျောက်ကိုဝယ်ပေးစားမဝယ်ပေးလို့တော့အဲ့မီးရှော့ပြင်ပါဟာမင်းချိုးချင်လေချိုးလိုက်တော့ကွာနော်လက်ကရှုပ်တယ်မင်းကတော့အိုင်ဖုန်းဝယ်ပေးဖို့မပြောနဲ့အခုအိမ်လက်ကဘေးဖို့စုတာရဲ့ပတ်စံတော့မင်းခိုးတော့ခုပေးကြမရှိတော့ဒီမှာနော်လိုချင်ဒီမှာ400ပဲရှိတော့လိုချင်ယူလိုက်ရောက်ခင်ဗျားဘာသာအမေမသိအောင်ချူပြီးတော့ကြောက်တခေါ်လို့လာစပန်းနေနဲ့မင်းမဆိုင်လိုက်လားကွာဟမ်ငါမင်းဖေကွာမင်းကခွေးကောင်လို့ရမလို့နဲ့ခွေးပြတော့ဘာဖြစ်လဲခွေးလို့ရှာလို့တတ်တဲ့ဆိုရင်တော့မှကြောက်မွေးခဲ့ခင်ဗျားလည်းခွေးတယ်ဟဲ့တော့မောင်နဲ့ကိုပြမမလို့နဲ့ချီလုံးလက်လို့နဲ့ဖြစ်ကုန်ပါမယ်တော့အမေဖယ်နေဗျာအဲ့လိုရကြောက်ကိုတတ်ချင်နေတာတော့ခင်ဗျားထိုးလေခင်ဗျားထိုးလိုက်ခင်ဗျားထိုးတော့ကြားနေတယ်ငါလုံးမရဲ့你没人来啦？电脑买人，你没有空去进电脑买龙啊？找你。မင်းကဆဲလိုက်ကြလားလို့ဆဲတော့ဘာဖြစ်လဲဗျာအဖေတော့တော့မကြတဲ့သူဆဲတော့ဘာဖြစ်လဲခင်ဗျာကြောက်မဟုတ်ပါဘူးလို့သွတ်သွန်းနေတာဟုတ်လားငါမင်းကိုလောက်ကန်ကျွေးမွေးလာတာမင်းကိုလည်းမိဘမသိစော်ကားမမဟုတ်ဘူးဆိုင်မမဟုတ်ဘူးကွာငါမင်းရပြီမင်းမောကြပြင်မှာမင်းပြောပါမင်းတို့ကကာကြီးလိုက်မယ်ကောင်းကွာထိုက်ပဲသေးဗျာခင်ဗျားတော့အတုံးမကြတဲ့အဖေကိုစော်ကားတယ်ကာကြီးလိုက်ပဲဆိုထိုက်ပဲသေး你陪我们去进电脑买来。你莫做别开呀嘛，说我教你，电脑买龙啊教你。မတားမနိုင်ဘူးဗျာ对啦မတားမနိုင်ဘူး哎，小宝，电脑买龙教你，小宝，电脑买龙啊教你。大力小宝。ဒါလေး买来两个男人。不ဖြစ်တယ်ဒါအဖေ妹子。ဒါအဖေကိုနေလေအဖေကိုနေလေတာမရဲ့ဒါလေးဒါ